ခွေးတို့ဘဝမှာအောင်မြင်မှုရရှိဖို့အတွက်တေချာပေါက်ဆွန့်လွတ်ရမယ့်အရာတွေရှိပါတယ်ဘဝမှာအမှန်တကယ်အောင်မြင်မှုတွေအချိန်ချင်းရနေပါတယ်ဆိုတဲ့သူတွေကိုကြည့်မယ်ဆိုရင်လည်းအောင်မြင်မှုမရခင်မှာအရင်ဆုံးဆွန့်လွတ်ခဲ့ရတာတွေအများကြီးပါပဲအခုပြောပြမယ့်အရာတွေကတော့ခွေးတို့ဘဝမှာအောင်မြင်ဖို့အတွက်စမလုပ်ရမယ့်အရာတွေတနည်းအားဖြင့်အပီနှုံဆက်ချန်ခဲ့ရမယ့်အချက်တွေအကြောင်းဖြစ်ပါတယ်1အချိန်ဆွဲတဲ့အကျင့်ကိုဆွန့်လွတ်ပါခွေးတို့တကယ်အောင်မြင်ခြင်းရင်နှူးချတက်ကြွမှုအပြည့်ရှိဖို့လိုပါတယ်ဘဝမှာဇုံးနာကြီးပြီးဝိရိယအားကောင်းသူဟာအထိုက်လျက်မရရမှာအမှန်ပါပဲအချိန်ဆွဲတာဟာကိုယ့်ရဲ့တိုးတက်နိုင်မယ့်အလားအလာတွေကိုနောက်ကနေဆွဲထားခြင်းတစ်မျိုးလည်းဖြစ်ပါတယ်နှစ်တိုးတက်မှုကိုပိတ်ပင်နေတဲ့အရာတွေကိုဖယ်ထုတ်ပါတနေ့ထက်တနေ့ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ကိုအမြဲကတိပေးပါကိုတွေးစေတဲ့အရာတွေကိုဘဝတလက်နဲ့တိုးတက်မှုကိုပိတ်ပင်နေတဲ့အရာတွေကိုဆွန့်လွတ်ဖယ်ရှားပါကိုယုံကြည်မှုတွေတည်ဆောက်ပြီးကိုယ့်ရဲ့ချင်းကိုမြင့်တင်နိုင်မဲ့လူတွေနဲ့ပေါင်းသင်ပါ3မစင်စားပဲလုံးမိနေတာတွေကိုအချိန်မီရပ်တန့်ပါစဉ်းစားချိန်ဆမှုမရှိပဲစွန့်စားခြင်းဟာမိုင်မဲခြင်းလို့ခေါ်နိုင်ပါတယ်စီးပွားရေးပဲလှုပ်လူရင်းနဲ့ပဲဆက်ဆံတေချာချစ်ချင်မှုအပြည့်ရှိထားမှစုံရှုံးနိုင်ခြင်းနဲ့ပြီးအောင်မြင်မှုအခွင့်အလမ်းတွေများမှာဖြစ်ပါတယ်